ဒီဗီဒီယိုကို90ရာခိုင်နှုန်းလောက်ကကြောက်သွားလိမ့်မယ်။ဒါကကျန်တဲ့10ရာခိုင်နှုန်းအတွက်ပါ။တေချာနားထောင်ကြည့်ပါ။ဘယ်ရောက်ကိုမစိုးနောက်မှလုပ်မယ်ဆိုပြီးမတွေးပါနဲ့။နောက်ကြမှာတောက်မယ်ဆိုရင်ကော်ဖီကအေးသွားပြီ။နောက်မှဆိုရင်စိတ်ပါဝင်စားမှုကပျောက်သွားပြီ။နောက်မှဆိုရင်မနက်ကနေညကိုပြောင်းသွားပြီ။နောက်မှလုပ်မယ်ဆိုရင်အသက်တွေကကြီးသွားပြီ။အချိန်တွေကကွာသွားပြီ။နောက်မှဆိုရင်ဘဝကကုံဆုံးသွားပြီ။နောက်မှဆိုရင်မင်းလုပ်ဖို့အခွင့်အရေးရှိပါလေမလုပ်ခဲ့တာကိုနောက်ထားရလိမ့်မယ်။ဆိုတော့ဘဝမှာပြီးဆုံးတဲ့အချိန်အစဉ်ပြေတဲ့အချိန်ကိုစောင့်နေတာကိုရက်လိုက်ပါ။ဒီနေ့ကလုပ်ပါအခုကစလုပ်ပါ။ဘဝကအချိန်နဲ့များရှေ့ကိုသွားနေတာပါ။တွေ့ဝင်နေရင်ဘဝမှာမတင်မဲ့ပဲအချိန်တွေကုန်သွားတတ်တယ်ဆိုတာကိုသတိရပါ။မင်းကနေတိုင်းတိုးတက်နေတဲ့သူတယောက်ပါ။ဝင်ရည်သားသူအားလေးစားစွာပြီးခတ်တည်ပေးပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးတော့လည်းအားပေးခဲ့လို့ရပါတယ်ခင်ဗျာ။နောက်တဲ့ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြရအောင်ပေါ့နော်။